တခုသောဘဝတုန်းကငါဘုရားအလောင်းကြီးဟာလက်ပန်းပေါင်းခတ်လိုက်လို့ရှိရင်အတဗျာမိုးတွေရွာသွားသည်အထိတကိုးကြီးခဲ့တဲ့မန္တာတုဆိုတဲ့စัจ जा မင်းကြီးဖြစ်ခဲ့ဘူးတယ်အဲ့ဒီမှာမန္တာတုဇက်ကိုဟောတယ်အဲ့ဒီစัจ जा မင်းကြီးကသိတကိုးကြီးတာလက်ပန်းပေါင်းခတ်လိုက်ရင်ယရနာမိုးရွာတယ်လို့ဆိုတယ်အဲ့ဒါသူကနှစ်ကအသင်္ချေရတန်းမှာသူကဖြစ်တာဆိုတော့သူအသက်ကဘလောက်ရှည်သွားတယ်လို့ तू မသိတော့အဲ့ဒီတော့ကာမကိစ္စတွေကတစ်ခါလာလဲဒါတစ်ခါလာလဲကြည်တစ်ခါလာလဲကြတစ်ခါလာလဲနန်းစားရိုးလာတော့ကိုင်းကွာအမတ်တင်တဲ့တိုင်မင်းနဲ့လူစည်းစိမ်ကတော့ရိုးပြီအဲ့ဒါနဲ့အရှင်မင်းရတဲ့စัจ जा ယရနာနဲ့စတုမာရီနတ်တွေဆိုတာရှိပါတယ်အဲ့ဒါနဲ့နတ်ပြည်တက်သွားတာနတ်မင်းကြီးလေးပါးကသူတို့စည်းစိမ်ကိုထိုးအပ်တာဗျာအဲ့ဒါလူခန္ဓာကိုယ်နဲ့နတ်စည်းစိမ်ကိုခံစားတယ်လို့ဆိုတယ်ဘုရားလောင်းကြီးကုသိုလ်ကံကသိကြီးတာဟုတ်ကြားလာတော့စတုမာရီနတ်စည်းစိမ်ကိုလည်းပဲမယောင်ရဲနိုင်ဘူးမတင်းနိုင်နိုင်အဲ့ဒါတာဝရိန္ဒာနတ်ပြည်ကိုဆက်ပြီးတော့စัจ जा ယရနာနဲ့သွားတယ်တရားမင်းကြီးကစီးကြိုပြီးတော့တာဝရိန္ဒာနတ်ပြည်တဝက်အပ်တယ်တဝက်ပေးတာနော်အဲ့ဒီအချိန်မှာသားကြီးယရနာကစัจ जा ယရနာစီးပြီးတော့လူပြည်ပြန်သွားတယ်သူ့ကိုထားခဲ့တာအဲ့ဒါတာဝရိန္ဒာနတ်ပြည်မှာတရားမင်းနဲ့သူနဲ့နှစ်ဦးရှယ်ရာတာဝရိန္ဒာနတ်ပြည်ကိုအုပ်ချုပ်တာဟုတ်လားအဲ့ဒါတရားမင်းက3ကလေး6တန်းနှစ်ကအဲ့လောက်ဆိုလို့ရှင်သူကသေတယ်နဲ့တူတယ်နော်အဲ့ဒါတရားမင်းကြီးသေသွားတော့ဘုရားလုံးကမသေဘူးလူတို့ရဲ့တတန်းကနဲ့တည်တဲ့ရှိနေတာအံ့ဩစရာကောင်းတဲ့အသင်္ချေရတန်းမှာဖြစ်တာတရားပေါင်း30နဲ့60တယောက်ပြီးတယောက်သေးသွားတာနှစ်လည်းဘယ်လောက်ကြာပြီလို့တွက်လို့မရတော့ဘူးအဲ့ဒါဘုရားလုံးကြီးကမသေးဘူးအဲ့ဒီတာဝရိန္ဒာနတ်ပြည်မှာနေတာအဲ့ဒီတရားမင်းလက်ထက်ရောက်တော့သူ့စိတ်တွေကဖောက်ပြန်လာအားမရနိုင်ဘူးမကျေနပ်နိုင်ဘူးဒီလောက်ခံစားတာဒီတရားကိုတတ်ပြီးတော့တာဝရိန္ဒာနတ်ပြည်ကိုတပါးတဲ့အုပ်ချုပ်မယ်အဲ့ဒါလို့လဲတရားကိုတတ်မလို့လဲစိတ်ကူးတော့တရားကကုသိုလ်ကံကြောင့်ဖြစ်တဲ့တရားတွေဆိုတော့တတ်လို့မရဘူးအဲ့ဒီယုံညံ့တဲ့စိတ်ကြောင့်အဲ့ဒီဦးဇင်းတို့ဘုရားလောင်းကြီးဟာတာဝရိန္ဒာနတ်ပြည်ကနေပြီးတော့လဲဝါခွန်ကလေးများကြာလာတယ်လို့ကြာလာတာဗျအဲ့ဒါသူ့သားရဲ့တိုင်းပြည်ကိုရောက်တော့ဥယျာဉ်ထဲမှာသူ့ကိုခင်းပေးတယ်အဲ့ဒီမှာသူမထတော့လျောင်းဆက်ခြင်းဖြင့်လျောင်းဆက်တယ်မကြခင်သူသေတော့မှာအဲ့ဒီမှာသူ့ရဲ့သားတွေမြေးတွေကိုအကုန်ခေါ်ပြီးတော့စကားတခွန်ပြောတယ်ငါသားတို့နောင်လာနောက်သားတွေကိုပြောရှင်းကာမဆိုတာတင်းတိမ်ရောင်ရည်တဲ့သဘောမရှိဘူးဒါလေးကိုပြောရဆိုပြီးသေသွားတာဘာဇတ်တဲ့တော့မန္တာတုဇတ်တဲ့